မင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာကတော့အောင်မင်္ဂလာဝေးပြေးကိန်းမှာဖြစ်ပါတယ်ဘယ်တော့မှလဲဆိုတော့ကျွန်တော်ဒီပကံမှာပြုလုပ်မယ်ပကံမှာရတော့မှာပေါ့နော်သွားပြေးမှာပေါ့အဲ့တော့အောင်မင်္ဂလာဝေးပြေးကိန်းကိုရောက်နေတယ်ကားကတော့6နာရီခွဲမှထွက်မှာဆိုတော့ကျွန်တော်နည်းနည်းရောက်တာစောနေတော့စောင့်နေရတယ်ပေါ့နော်အားလုံးပဲကျွန်တော်တို့ပကံကိုလိုက်ခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ115မှရောက်ပါပြီညသာစားမယ်ပေါ့နော်အချိန်က9နာရီခွဲပါပြီဒီမှာညသာစားမယ်အားလုံးပဲစားကြပါဦးကျွန်တော်ပြန်ဂိတ်ကိုရောက်ပါပြီအချိန်က6နာရီတီးပါနေတော့မထွက်သေးဘူးအဲ့တော့ကျွန်တော်တဲစီကိုရင်လိုက်ခဲ့ပါအောင်ဗျဘုံလုံးပဲတော့စီးကိုပြီးရယ်ပခုတ်ဘက်ကတယောက်က2ယောက်မကြည့်ရဘူးဘုံလုံးပဲကျွန်တော်တယ်မယ် New Way Hotel တော့ရောက်ပါပြီဒီဟိုတယ်ကကျွန်တော်တို့ရန်ကုန်ကနေပကံကိုစပိန်စီးလာတော့ကလည်းဒီဟိုတယ်မှာတည့်ရပါအဲဟိုအဆင်ပြေလို့ဒီခေါက်ပါလေဒီမှာပဲတည့်ပြမှာပါဒီနေရာကနေ e-bike လေးနဲ့ကျွန်တော်တို့ပကံမျိုးကိုပတ်မယ်လို့စိတ်ကူထားပါတယ်အားလုံးပဲလိုက်ခဲ့ကြပါဒါကတော့ရွှေစည်းကုံရဲ့နာမည်ကြီးဖျားဆောင်းတန်းပေါ့နော်ဒီနေရာလေးကဓာတ်ဝင်ရိုက်လို့လည်းအရန်လှဒီပထမခေါက်မှာကျွန်တော်ရွှေစည်းကုံဆောင်းတန်းမှာပဲဓာတ်ဝင်ရိုက်ဖြစ်တယ်ပေါ့နော်အခုတော့ကျွန်တော်ဖျားကုံမှာတက်ပြီးတော့ဖျားတော့ဖို့ဖြစ်ပါတယ်အားလုံးပဲဖျားဖို့လိုက်ခဲ့ကြပါဦးဗျာရွှေစုံဖျားကြီးကိုပတ်ပြီးတော့သွားနေရတော့နော်ဒီချမ်းနေကြဖျားရည်တရားကြီးကတော့အမြဲတမ်းအေးချမ်းနေတာအာနန္ဒာဖျားဘက်ကိုသွားနေတာဖြစ်ပါတယ်အချိန်ကဘာလို့နိုင်ကြိုးရောနော်ဟောင်းလေးဖျားဒါကျွန်တော်တို့ပြင်ဘက်ကနေဖျားရင်မင်းတော့ပတ်ကြည့်ရပါတော့ကျွန်တော်ပထမ
လာထုံးကရိုက်ဖူးတဲ့ဖျားတွေကိုတော့ကျွန်တော်အသေးစိတ်ရိုက်မပြတော့ဘူးပေါ့နော်မဖူးတဲ့ဖျားလေးကိုကျွန်တော်ဦးစားပေးပြီးတော့ရိုက်ပြပေးပါမယ်ဒီရောက်ဝါရမှာ ရနိုင်ရ ကျွန်တော်ဒါမေးရောက်ပါဝမ်းကြည့် ကျွန်တော်မရဖန်ကြရင်အာနနာဖျားတောင်းလျှောက်တွေ့တဲ့ line ဒီလမ်းကျော်ကဖျားမှာပါကမယန်ကြီးတို့ပါတော့လည်းဖြတ်ပြီးတော့သွားရအောင်ကျွန်တော် e-bike နဲ့ဒီနေ့အဲကြောင့်ဒီအစာပိုင်းလေးကိုခဏကြည့်ခုဖူးမဲ့ဖျားတော့ဓမ္မရာစကစိတ်ကြီးတော်မြတ်ဖြစ်ပါတယ်ဒီမှာလည်းဆိုင်လို့ရှိရပါတော့ကျွန်တော်ဒီခါမှဖျားမဖူးရတယ်ဒီမှာဖူးမှဖြစ်ပါတယ်ကျွန်တော်တို့ဓမ္မရာဇကဖျားကိုတော့ဖူးရွာပြီပေါ့နော်အဲကျွန်တော်နောက်ထပ်တဆူတောက်ဖို့မှဖြစ်ပါတယ်အဲ့ဒီကြပါဦးထာမဏိတိန်တော်ဖျားဖြစ်ပါတယ်ဆူတောင်းပြည့်တယ်လို့လည်းပြောပါတယ်ဒါအခုမှ station 2စင်ပြူရှင်ရဲ့စူနာမနီရဲ့ဓမ္မယန်ကြီးရဲ့စုံတဲ့နေရာပေါ့နော်အဲဒီမှာဒီဆိုင်ငယ်နဲ့တောင်ဒီနေရာတော်တော်မောင်းလာတယ်ကွယ်ကြပါအောင်ကွဲကြာ ရောက်တာကတော့အဆင်ပြေရှင်ကျောင်းလိုက်ကြီးဖြစ်ပါတယ်ဒီကျောင်းလိုက်ကဓာတ်ပုံရိုက်လို့ရမ်းလှတယ်နေရာရှိတယ်ပြမယ်နော်အဆင်ပြေရှင်ဖျားကိုဝင်တဲ့လမ်းလေးဖြစ်ပါတယ်ဓမ္မပင်လေးနဲ့ရမ်းလှတယ်
ယူရှင်ဖေးရဖြစ်ပါတယ်ဓမ္မပင်လမ်းလေးနဲ့ရလှတယ်အေးွားပဲလာတော့ကနေပူတဲ့ဟာကဒီရောက်တော့တော်တော်လေးအေးချမ်းသွားတယ်အဲ့ဒီဖက်ဖျောက်လိုက်ခဲ့ကြအောင်ဖက်ချင်ပါနေ့လေတော့စားပါမယ်ကားရောင်နဲ့အင်းကြီးရောင်နဲ့ကွက်တီးနေ့နေ့ဆိုစားပြီးသွားပြီနံပါတ်ချက်မှာအဲ့တော့ coffee ဝယ်မယ် coffee ဝယ်ပြီးသွားလို့ရှိရင်အေးတူထီလိုမင်းတို့မှာတတ်ထိုင်ပြီး coffee တောက်ပါမယ်အဲ့ကြပါ Okay ခုရောက်နေတာတော့ထီလိုမင်းတို့ဖျားပါပထမခေါက်အောင်တော့မရောက်ခဲ့ဒီတစ်ခေါက်တော့ထီလိုမင်းဝင်ပါမယ်ဒီတွေအရေးတော်တော်လေးကောင်းတယ်ကျွန်တော်တို့ coffee ထိုင်တော့ပြီးတော့ခဏနိုင်ဒီမှာလည်းနေရတော့ပြင်းလာတယ်ချင်းရတနာထိုးရတယ်မဖြစ်ဘူးရှေ့ပြရငါတယ်ကျွန်တော်တို့ခုနကနေပူတာနဲ့အခန်းထဲကိုသွားပြီးတော့ပြန်နားလိုက်တယ်ပေါ့နော်ဖြီးမိုးချိုးပြီးတော့အဲ့တော့လည်းပြတ်ထွက်လာတော့ခုကျွန်တော်တို့နေဝင်တာကိုသွားကြည့်မှာပါအဲ့တော့ကျွန်တော်ဘယ်နေရာမှာနေဝင်တာကိုသွားကြည့်လဲပကံရဲ့နေဝင်ချိန်တွေကဘယ်လောက်လှလဲဆိုတော့သိရဖို့အားလုံးပြောတယ်အဲ့ခဲ့ကြပါအောင်ဗျာကျွန်တော်တို့မနေ့ပြန်ပြိုင်မဲ့နေရပါပြင်ဆင်နေရဖြစ်ပါတယ်ရှင်နေရာမှာမဖြစ်သေးပါဘူးအာနန္ဒဘုရားကြီးရဲ့ရှင်ပါပါမအလန်နေလုံးနေပြီးသေးဘူးဒီနေရာနေတာလှုပ်ပြီးတော့ဒီနေရာပဲပြန်ပန်းဝင်ပါပါရှယ်ကိုလုံးနေပါဒီတစ်ခေါက်လည်းမတန်ဘူးလားမသိဘူးเนาะ ကြောက်ကနေတော့ဝင်လာ ဒီတစ်ခေါက်လည်းမတန်ဘူးလားမသိဘူးမလောက်ပါဘူးနေဝင်လာအဲ့လိုပြီးသွားနေဝင်လာလာကြည့်တာပါ
ကံမကောင်းဘူးတိမ်ကွယ်သွားတယ်တိမ်ကွယ်ပြီးတော့အောက်မှာတောင်နဲ့ကွယ်သွားတာဆိုတော့တိတ်အပြည့်မရလိုက် feeling ကံမကောင်းအခုကျွန်တော်တို့လောကနန္ဒရပါဒီစိတ်ကျွန်တော်ပြန်ပါမယ်ချိန်က6နိုင်9နိုင်ခွဲပါကျွန်တော်ပြန်မယ်ခုစားမယ်ပေါ့နော်ညီမလေးစိတ်ကျွန်တော်တို့အခန်းပြင်ရောက်ပြီပေါ့နော်ဒီညတော့ညသာအခန်းထဲမှာပဲမှာပြီးစားလိုက်တော့မယ်ချိန်က6နိုင်ခွဲပါပြီဒီညတော့ကျွန်တော်ဆွဆွနားတော့မယ်နောက်ပြန်ညလို့ရှိရင်ပြိုင်ပွဲအတွက်ကျွန်တော်လိုအပ်တာလေးပြင်ဆင်မယ်ပြင်မနေ့တော့4နိုင်ခွဲတော့သွားမယ်လို့တော့စိတ်ကူးထားပါတယ်အားလုံးပဲနောက်ပြန်ပြိုင်ပွဲအတွက်ကျွန်တော်လည်းတူလိုက်ပြီးတော့ကြည့်ရှုကြရပါဦးဗျာဒါမှမဟုတ်ပွဲအတွက်အသုံးပြုမဲ့ပစ္စည်းတွေပါအင်ဂျီပေါင်းပြီးအုတ်ထုတ်လက်အစောခြေအိတ် compression fast ရေဘူး wash ရေပင် Harry sensor energy gel energy bar sauce stick ဖြန်းစီဖနက်ပတ်တီမျက်မှန်ပေါ့နော်အကုန်ပါပဲဒီလောက်ဆိုတော့လုံလောက်မယ်ထင်ပါတယ်အားလုံးပဲမော်နီပါချိန်အား4နိုင်ခွဲပါပြီကျွန်တော်ကိုင်းနေတော့လိုအပ်တာတွေပြင်ဆင်နေရပါတော့အခုပြီးသွားပြီကော်ဖီတောင်းမယ်ကျုပ်စားမယ်ပြီးရင်ကျွန်တော်တို့လာခေါ်တဲ့သူစောင့်နေရပါတော့အေးရတော့ရိုင်းမဝနည်းနည်းဒီဒီပါတွေချိုးပြီးတော့ပွဲတော့ပြင်ဆင်လိုက်တော့နည်းနည်းလဲဆန်းဆန်းတော့နည်းနည်းပြန်ဖြစ်သွားတယ်ဒါပေမဲ့အချင်းမှုမျိုးကပေါ်နေအောင်မယ်ပကံအာနန္ဒဘုရားရှိခိုးထားလို့မှာအဲ့တော့ကျွန်တော်တို့ဘုရားရှိခိုးလိုက်ခဲ့ကြပါဦးဗျာရောက်ပါပြီချက်ကင်ရဒီဘက်ဖြစ်မှာကျွန်တော်တို့9နိုင်ထိုးပါပြီပြေးဖို့တော်များလေးလူတွေစုံနေတာတွေ့ရပါတယ်ချက်ကင်ကျွန်တော်ချက်ကင်ရင်ဝင်ရမယ်ဗျချက်ကင်ရိုက်ပဲလူတွေများရဝင်ရပါအဲ့တော့တော်လေးများတယ်ဟေးဒါပဲချစ်စားဖြည့်နေတာ21နဲ့42က line တစ် line ပါနော်ဒါက jam kit ချစ်စားဟိုမှာ21နဲ့42ဟိုထိသွားကြည့်မယ်ဒါမှဘယ်ကိုရိုက်ဘူးလမ်းကြောင်းမှတ်သားလေးကိုလည်းဒီချာကြည့်ပြီးတော့ပြင်းစီလိုပါတယ်ရဲ
ဒီကနေတွေ့ဒီမှာဆေးရှင်းဝမ်းရောက်ပါပြီဆေးရှင်းဝမ်းကာရီတာပါပါမယ်တန်ပြင်စားရတယ်ဆေးရှင်းဒီအနေဝင်ရပါမယ်ကျွန်တော်ရှင်းပါဘောလုံးလေးလွတ်နေပြီရန်လာတယ်ကျွန်တော်တို့ဒီကက်တရလမ်းကိုပြေးပြီးတော့အခုကြီးတော်လမ်းလေးပေါ့နော်မြင်းဒီလမ်းလေးကိုပြန်ပြေးရပါမယ်ရှင်းပါလူစိုက်ခင်းနေရှိတယ်ဟိုက်ချားရဲမှာဒီလိုလမ်းလေးကိုပြေးရမိုက်ပါတယ်အချိန်က6နာရီခွဲပါကျွန်တော်တို့4 ကီလိုလောက်တော့ပြေးလာပြီးတော့ပါပြီ别，我老别吧，我出来，好吗？ရတယ်လားနေနော်ဟုတ်နေ我把贵嘛演了。ဒါကလီးရမဖြစ်လိမ့်ပဲနဲ့စစ်စကီတွေရောက်လာပါပြီတော်လန်းနေရထွက်ပြီးတော့ဒီမြင်းဒီကားလမ်းမှာပြန်လာပါပြီနေလေထွက်လာတယ်နေအားကျောင်းတော့မှာဟိုနာနာလို့ဒီနာနာလို့နေပဲစစ်ကီရောက်လာဒီတိုင်းဆက်ထိန်တာပါရအောင်ဒီမှာရှိမယ်30သမားလက်ပတ်ယူမယ်30လေးဒီဘက်သွားမှာလက်ပတ်ယူရမယ်ဒီဘက်ပေါ်ဒီဘက်ရောက်ရမယ်မရောက်ဖြစ်ဘူးအဲ့မလာပြဖရားလဲ Google မှာရှာတာပထမတွေ့နောက်တော့မတွေ့တော့ချင်းချင်းအဲကျွန်တော်ဒီနေ့ကီလိုမီတာ3ခုပြန်ရတယ်10ကီလိုမီတာရယ်21ကီလိုမီတာ42ကီလိုမီတာပေါ့နော်42ကတော့အများဆုံးပါကျွန်တော်နဲ့အချိန်မှလည်းဟာ42ပြေးတာဟိုကျွန်တော်တို့ပြေးတာက8ကီလိုမီတာရောက်ပြီနော်အဲ့တော့အချိန်က6:50ရှိပြီနေရတော့စတော့ရမ်းတော့မပူသေးဘူးဗျာကျွန်တော်မနေ့ကရာဒီဥရုရတော့နေ့လည်းပဲတော်တော်ပူပါဗျအဲ့တော့ဒီမနက်ကိုနည်းနည်းလေးအားဆိုင်ပြေးထားပါဗျ6ကီလိုကျော်ပါပြီကျွန်တော်က10ကီလောက်ဆိုရင်နည်းနည်းကျတယ်တော့ခြေတော့မယ်ဒီကိုကျမဲ့ကီလိုကိုတိထားတယ်ဆိုလို့ရှိရင်သူလည်းကျတော့မှမတောက်ပဲနဲ့မကျခင်လေးမှာတောက်ဖို့ပါလိုတယ်ပေါ့နော်ဒီကားရဒီမှာဒီကလေးလားဒီကားရအားရှိလားကဲတောင်းလိုက်လေးပြန်စပြီကျွန်တော်တို့လမ်းမမားဖို့ဆိုရင်တော့လူဖဲကြိုးလေးကြည့်ရတယ်21နဲ့42ကလမ်းကြောင်းနဲ့တူတယ်အဲ့တော့ဒီကနေတော့အမေရှင်းမှာတောလမ်းမှာတကယ်တောလမ်းစစ်လောက်အောင်ဖိုက်တယ်ဗျဒီလမ်းမှာစုလို့ရှိကြတယ်ကျွန်တော်ဒီလမ်းနေတော့လေးပြီးတော့အမေအရင်ရိုင်း
မကြောက် 12 ကီလိုမီတာရှိပါတယ်နည်းနည်းမောလာပြီချိုးကြီးဆင်းပြေလားဦးနေထားခဲ့ပြီလားချိုးကြီးနဲ့ပြန်တွေ့နေပါပြီသွားမယ်ချိုးသွားမယ်စီဒီလမ်းကျွန်တော်မနေဘူးဒီဘိုင်းနဲ့တကုံပတ်နေတဲ့လမ်းပေါ့ဒီနေ့ကတော့ပြန်ပြေးရပြီမနေ့က e-bike လေးတောင်လွမ်းတယ်ရပြီမဒီလိုမင်းလို့ပါโอเคရှင်းနေရပါပြီကိုအဘောစပိတ်နေနေကော ကိုအောင်ကိုစပိန်လေးနေနေကောဘာလို့လဲခပီးလေး15 ကီလိုရှိပါပြီနားလိုက်တာ10 ကီလိုမီတာနဲ့တော့လမ်းခွဲသွားပြီ21အနေနဲ့တော့ကျွန်တော်တူနေသေးတို့လည်းမရောက်ကြသေးဟောပါလေဟို21တော့မရှိသေးစက်ခွန်ဒါတဲ့နောက်တပြန်ကြောကြည့်အောင်မယ်ကျွန်တော်လူကတော့ stamina တွေ herring ညာအဆင်ပြေတယ်ကျွန်တော်ရဲ့ဒဏ်ရာဟောင်းဖြစ်တဲ့ဒူးဒဏ်ရာကတော့တိတ်မသေးချောက်ဖြစ်နေနည်းနည်းပြန်လာတာအဲ့ဒါကိုပဲနည်းနည်းညှာနေရတယ်ကျန်တာတော့လုံးဝ okay ဒီနေ့အဲ့ကောင်ဒူးမနာဘူးဆိုရင်တော့ကျွန်တော်တော်တော်လေးကောင်းသွားမယ်ဗျဒီထက်လည်း base ပိုပြေးနိုင်မယ်အခုတော့လိမ့်ပဲလိမ့်မယ်ဖြစ်နေတရဘာဂိတ်ပါတရဘာဂိတ်ကနေဖြတ်ပြီးတော့တွားရပါမယ်ဒီမှာရှေ့တခုရှိရပါဝါဟောလာရုပ်ပြဒီကာရီဗျဒီကာရီဖိုက်ကင်ဖိုက်ကင်ရှိစုပါငါပြောသေးတယ်တော့မရမယ်ညာတောက်လို့မရနည်းနည်းပဲမောင်းအောင်မရ20 ကီလိုရှိပြီတန်းနေတော့ကြားနေကျွန်တော်တို့တော့ပန်းမဝင်နေဘူးနောက်တစ်ချောင်းပြေးအောင်မယ်โอเค page ကိုကျွန်တော်တို့ game plan တိုင်းပဲ content လောက်ပဲကျွန်တော်ပြေးမယ်လောက်ထားတာအဲ့ဝင်းကျင်မှာပဲကျွန်တော်ပြေးနေပါတော့ကျေးဇူးပါတပင်းညရွှေကူကြီးဖះဘက်ကပြန်ညာနေပါโอเคတပင်းညပဲရောက်ပြီရှိမနောက်မှာတပင်းညပါဒီညတော့ဓာတ်ပုံရိုက်နေတယ်ပသိမ်ကြီးနေဓာတ်ပုံရိုက်တဲ့လူတော်လေးစီကိုင်းနေခဲ့ပါဖိုတိုဂရာဖာတွေလည်းအများများတယ်ကဲပြီးနေရပြီပြီးနေရပြီကျွန်တော်တို့42 ကီလိုမီတာနဲ့21 ကီလိုမီတာလမ်းခွဲသွားပြီဟိုဘက်မှာဆိုရင်21ဝင်ပြီဗျတော်တော်အရာပဲကျွန်တော်21ဖြစ်သွားပြီဟုတ်ကျင်းတော့ထုတ်စောက်အောင်ပါမယ်40တောင်းပါတော့မော်တယ်နောက်မှကျွန်တော်ကနေရာလဲရှေ့ပူခြေတော့စအောင်လာတယ် sausage လုံးတောက်ပြီးသွားပြီဖြန်းသေးတဲ့ခါဖြန်းပြီးသွားပြီခြေဒုတိယမြောက်တစ်ထုပ်စိတ်တဆူတောင်းမြစ်ဖရားတဲ့ဒီလမ်းကမရှိတော့ပြတ်သွားပြီလူကဟိုးရှင်းမှာတယောက်ရှိရဒါ42တီးတဲ့လမ်းကြောင်းဖြစ်သွားတော့42သမားကလည်းနည်းနည်းနေတယ်စတယ်အမပြီးတော့21နေတန်းနေရဝင်သွားကြပြီဗျအဲ့တော့ကျွန်တော်တို့ပဲကြံတော့အဲ့တော့နည်းနည်းကျို့လို့ကျဲတယ်ပေါ့နော်ကျွန်တော်ကရှေ့ရောက်နေရလားနောက်ရောက်နေရလားတော့မသိဘူး
ဒီရန်နာဖူကလမ်းညွန်တွေကိုတေးသေးချာချာလေးလုပ်ပေးထားတယ်အဲ့ဒါတော်တော်အဆင်ပြေသွားတယ်ဒီအခုဆိုကျွန်တော်ပြေးတာ24ကီလိုမီတာရှိပြီရှင်းပါလဲဆိုင်းမုတ်ရှိရပေါ့နော်အဲ့တော့လမ်းညွန်ဆိုင်းမုတ်လေးတရားလုပ်ပေးထားတော့နည်းနည်းအဆင်ပြေတာပေါ့ဗျာရန်နာဖူကိုလည်းကျေးဇူးတင်ပါတယ်လမ်းကတယောက်တည်းဖြစ်သွားပြီလေဒီလိုင်းဆိုတယောက်တည်းအဲ့တော့မားနေလားမှန်နေလားကိုယ်တော်ဆိုပွေသွားဖြစ်လာအဲ့လိုဆိုတော့အခုတော့ဆိုင်းမုတ်လေးတွေမြင်နေကြိုးလေးတွေမြင်တော့မှန်တယ်ဆိုပြီးတော့ကြိုးစားထပ်ပြေးနေရပါတော့အားလုံးပဲကျွန်တော်တူလိုက်ခဲ့ပါအောင်ဗျာ25ဒီလမ်းမယူပြေးနေရတာပါဟူးရောက်မှလည်းမရှိဘူးပြင်းစရာကြီးဒါနှစ်ပတ်မြောက်ပါမနက်ကလာတဲ့လမ်းကိုနောက်တစ်ခေါက်ပြန်ရတာပေါ့နော်32ကီလိုပြေးပြီးသွားပြီကျွန်တော်ရဲ့တန်ရဟောင်းကစပါပြီ32ကီလိုမှာဆိုတော့ချိန်လုံးနေနဲ့ကြံသေးတယ်ကျွန်တော်မနာဘူးဆိုရင်တော့ကျွန်တော်ဒီထက် reset ကောင်းမယ်လို့ညွှန်လင်းခုကကြတော့ဝင်တော့ဝင်မအောင်လားမသိ DNF မဖြစ်အောင်တော့တော်တော်ရုန်းကန်မယ်နေတာဖြစ်သွားတယ်လူကအများကြီးကြံသေးတယ်ကျွန်တော်ကမလိုက်နိုင်ဘူးအဲ့တော့စိတ်သွားတိုင်းကိုမပါဘူးဖြစ်ရောက်ပါတော့မယ်အာတင်ပြီးတော့ပဲကျွန်တော်ဆက်ပြေးပါမယ်ဗျာအာတင်ပြီးတော့ပဲအမကျဲလေးတော့ညောက်စားပြီးတကားလား4ကီလိုပဲလိုတော့ဗျာစူးစမ်းလိုက်အောင်မယ်ရွှေကူဖေးရဗျာရွှေကူဖေးရတယ်စီးဆိုင်ကနေနော်ညံတော့မှတက်ပင်ညှို့ဆိုတဲ့အတိုင်းပဲမိပဲခုမိုက်တာဒုမာဓမယံအနုမာအာနန္ဒာဒီမှာတက်ပင်ညှို့ဆိုတဲ့အတိုင်းပဲဒီဖျားသုံးစုလုံးကျွန်တော်ဖြတ်ပြီးတော့အမှတ်တရအနေနဲ့ပြေးရတာရမ်းတန်တယ်ဒီခွန်ကြောင့်လေးလေးဒီခွန်ကြောင့်42မျိုးသားကောင်းဝင်တာပဲရှိန်သာဖြစ်ပါလေရှိန်သာဝူးကဲနောက်ဆုံးတော့လေကမ်းဝင်ပါပြီ42ကိုနောက်ဆုံးလုံးနိုင်ခဲ့ပါပြီကြွတ်တက်ပဲတခါမှမတက်ဘူးလေတက်နေလို့လည်းကြွတ်တက်တယ်ဖြစ်သွားပါတယ်ဒါပေမဲ့ပန်းဝင်ခဲ့ပါတယ် record က9နာရီမှမကြည့်နေဘူးပြီးမှပဲ record ပြောပြမတရားပါပဲဘူးမှလည်းတော့အောင်နိုင်ပါပြီရှည်ခဲစိန်ပါမယ်အဲ့တော့ဟိုမှာအင်ဂျင်လေးတဲတယ်ရှည်ခဲစိန်မယ်စိန်ပါပြီလူမိုက်တယ်လူမိုက်တယ်ဟေးဘောက်ကမင်းလုံးပြီးတော့မအောင်နဲ့ဟုတ်လားကိုကျော်သားကျေးဇူးတင်ပါတယ်ခင်ဗျာဒီမှာကျေးဇူးရှင်ကျေးဇူးရှင်ဝက်တယ်အခု recenter ခေးပြန်ပါမယ်ဝေးရတော့ပြီးသွားပါပြီဒီမှန်တန်းတန်းနဲ့ပဲပြီးသွားပါပြီတော့ကတော့မကောင်းကောင်းပါပဲလုံးပါနေလေတော့ကျွန်တော်တဲတဲ့စီပြန်ရောက်ပါပြီအချိန်ကတနာရီနဲ့16မိနစ်ပါခရီးတော့အလိုင်းရှိပါသေးတယ်ဒူးနာတာကပြေးတော့ပဲနာတာအခုကျတော့အဆင်ပြေသွားပြီပေါ့နော်ဆိုတော့ကျွန်တော်နားမယ်ဒီမှာတော့ဆွဲခိုင်းကြိုင်ပြီးတော့လမ်းဖြစ်နေတော့ကျွန်တော်မှာပါโอเคကျွန်တော်နားလိုက်ပါဦးမယ်ခင်ဗျာခန်းထဲမှာပါပဲဒီနေ့ကတော့ချင်းက9နိုင်ထိုးပါပြီအပြင်တော့ထွက်ဖြစ်တော့မှမထင်ဘူးအပြင်းတင်နေရတယ်ဒီနေ့တော့ဘယ်မှမတော်တော့ဘဲနဲ့အခန်းထဲမှာပဲနေလိုက်တော့မယ်စိတ်ကူလို့ပေါ့နော်ကျွန်တော်တို့အခုကားကိတ်ဆင်းပါတော့မယ်စားတော့ပြီးပါပြီကားကိတ်ဆင်းတော့မယ်ချင်းက6နိုင်40ပါဒီနေ့လူငယ်ပိုင်းဆိုနေပါအများကြီးကြိုက်တဲ့ဆွဲတင်သွားတာဒါကပို့ဆက်လာပါတယ်အကန့်ရှိအောင်နေကြည့်ကျွန်တော်ကားကြီးဂိတ်ကိုရောက်ပါပြီကျွန်တော်ဒီမန္တလာမင်းနဲ့ပြန်မယ်ပေါ့နော်ည
ရန်ကုန်ပြန်တော့မှာဆိုတော့ကျွန်တော် vlog လေးကိုအခုဒီမှာပဲရိုက်လိုက်တော့မှာပေါ့နော်ကျွန်တော်ပကံဖျားပူထားတာတွေဒီအပြည့်အမှတ်တရတွေကအများကြီးဖြစ်နေပြီဆိုတော့ဒီရန်ကုန်ပြန်တဲ့အပိုင်းကတော့သိစိတ်ဝင်စားဖို့မကောင်းတော့ဘူးเนาะအဲ့တော့ထဲတော့ပါဘူးဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာ vlog တွေပြန်လာပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြတော့